အခုတော့ UFC မှာကိုဇိုဆောဖာနဲ့နောက်ဆုံးထူတက်တဲ့ပွဲမှာငွေဘယ်လောက်ရတယ်လဲဆိုတာကိုကျွန်တော်တို့လူတော်များများကစိတ်ဝင်စားနေကြတယ်ပေါ့နော်သူရဲ့ပရိသတ်တွေကလည်းလုံးဝကိုစိတ်ဝင်စားနေတာအဲ့ဒါကြောင့်ခုတော့ဇိုဆောဖန်ကဘယ်လောက်ရတယ်လဲဆိုတာကိုပြောပြရမှာဖြစ်ပါတယ်UFC 310မှာAlexander Pantoja ကသူကချန်ပီယံကပ်ကိုတင်လာပေါ့နော်အဲ့ချိန်မှာ2023မှာထူခဲ့တာ2023မှာသူကထူခဲ့တာပေါ့နော်အဲ့ချိန်မှာချန်ပီယံလူပွဲနော်သူရဲ့ချန်ပီယံဖြစ်ခါစားနော်ချန်ပီယံထူပွဲချိန်မှာ Alexander Pantoja ကဘယ်လောက်ရတယ်လဲဆိုတာခုစေရထောင်တောင်းတင်တိုင်ပေါ့နော်ဒေါ်လာနဲ့အမေရိကန်ဒေါ်လာနဲ့တင်းတုံးစေလေတင်းနဲ့လေတောင်းဖြစ်တာပေါ့နော်ဒေါ်လာအလောက်ရတယ်ဆိုတော့လုံးဝကိုမြန်မာငွေနဲ့တွေးကြည့်မယ်ဆိုရင်တော့အင်လို့ပြီးမှာပေါ့နော်အလောက်ထိတောင်မြတ်နေတာအဲ့ဒါကို Alexander Pantoja ကချန်ပီယံကပ်တင်တဲ့အချိန်မှာသူကဒီလောက်ရထားတယ်ပြီးတော့သူရဲ့ကပ်ကာကွယ်ပေးနော်UFC 370မှာပေါ့နော်အဲ့အချိန်မှာ Alexander Pantoja ကဘယ်လောက်ရတယ်လဲဆိုတော့စေကုနှစ်တင်းနဲ့လေတောင်းဖြစ်တာပေါ့နော်ဒေါ်လာစေကုနှစ်တင်းနဲ့လေတောင်းဆိုတော့ဒေါ်လာစေကုနှစ်တင်းနဲ့လေတောင်းဆိုတော့လုံးဝကိုငွေပမာဏတော်တော်ကြီးတဲ့အရာဖြစ်ပါတယ်ဒီဟာတော့ကိုဂျိုဆိုဗန်လည်းပါခဲ့တယ်ပေါ့နော်ကိုဂျိုဆိုဗန်လည်းဒီပွဲမှာတော့ထူခဲ့တယ်သူတို့နှစ်ယောက်ပထမကြိမ်တွေ့တော့ဖြစ်တယ်ဒါဆိုတော့ကိုဂျိုဆိုဗန်က UFC 323နော်အဲ့မှာသူကချန်ပီယံကပ်ကိုတင်ခဲ့တာပေါ့နော်အဲ့ချိန်မှာကိုဂျိုဆိုဗန်ကဘယ်လောက်ရတယ်လဲဆိုတာကိုဒီမှာ UFC ကပေးတဲ့အရာဖြစ်ပါတယ် UFC ကဘယ်လောက်ပေးတယ်လဲဆိုတာဒီမှာကြည့်မယ်လေဆိုတော့ခုစေရထောင်တောင်းတင်တိုင်ဘောနော်စင်တင်းနဲ့စီတောင်းနှစ်ထောင်ရတာဘောနော်စင်ဒေါ်လာစင်တင်းနဲ့စီတောင်းနှစ်ထောင်မြန်မာငွေနဲ့တွေ့ကြည့်မယ်ဆိုရင်တော်တော်လေးများတဲ့ပမာဏဖြစ်နေတာမြန်မာပြည်မှာနေတယ်ဆိုရင်တော့သူကလုံးဝကိုတထေးဖြစ်နေပြီပေါ့နော်ကိုဂျိုဆိုဗန်ကချန်ပီယံဖြစ်နေပြီဆိုတော့ဖျားရဲ့ဂျေဇူးတော်ကြောင့်သူကအခုတော့မီလီနီယာလို့ပြောလို့ရပြီပေါ့နော်အဲ့ဒါနောက်မှာထူရင်တော့နောက်မှာသူ့ရဲ့ချန်ပီယံကပ်ကာကွယ်ပွဲထူရင်တော့လုံးဝကိုစေတင်အောင်တော့မကြတော့ဘူးစေတင်အောင်မကြတော့ဘူးဆိုရင်ဘလူအနေထားရှိတယ်လဲဆိုတာကိုကျွန်တော်တို့ပြည်တရာလုံးကတွေ့ကြည့်ရင်တီးလို့ရတယ်ဒါကိုပြောချင်ပါတယ်